အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အင်္ဂလိပ်စာကိုဘာလို့ phonics ကနေစပြီးတော့လေ့လာသင်တာလဲဆိုတာကိုဒီနေ့ကျွန်တော်အကျိုးအကြောင်းလေးတချို့ပြောပြချင်ပါတယ်အဲ့တော့ပထမဆုံးကတော့ sorry ပါကျွန်တော်တို့အခုနောက်ပိုင်းဆိုရင်ကျွန်တော်တို့တချို့ကလေးလေးတွေပေါ့နော်သူတို့အားနေတယ်first key classes တွေမှာအားနေတယ်တို့ဘာလို့ပြောလာခဲ့ရင် phonics အတန်းတွေကိုပြန်ပြီးညွှန်ကြတာဒီကျွန်တော်တို့လက်တွေ့ပါပဲအဲ့တော့ကျွန်တော်တို့ class တွေကိုပြန်ညွှန်ကြတယ်ကျွန်တော်တို့စီကအတန်းတွေစီကိုကလေးလေးတွေကိုပြန်ထားကြတယ်ပြီးတော့မှ status class တွေကိုပြန် join ကြတယ်ပေါ့နော်အဲ့တော့ဘာလို့ကျွန်တော်တို့ဒီ phonics class တွေကိုဆရာမတွေကပြန်ညွှန်ကြတာလဲဆိုတော့အခါကျတော့အဓိကအကြောင်းကတော့သူကစကားလုံးတွေကိုချီငန်းငန်းတိတိပပမသိသေးဘူးအဲ့ဒါကြောင့်ပါအဲ့တော့ကလေးတွေအများစုမှားတဲ့ trap တခုရှိတယ်အဲ့ဒါကျတော့ဘာလို့ခေါ်လဲဆိုတော့ကျွန်တော် visual cueing လို့ခေါ်တာပေါ့သူကကျွန်တော်တို့ read not gag ဆိုတဲ့ movement တခုရှိတယ်လေကျွန်တော်တို့ phonics မှာကျွန်တော်တို့ literacy မှာပေါ့ read not gag ဆိုတာရှိတယ်အဲ့ဒါက visual cueing ကိစ္စပဲတော့ဥပမာပြောချင်တာဗျာပုံတစ်ပုံကိုမြင်လိုက်တာ ਨੇ အဲ့ဒီပုံကို तू ကမသိသေးဘူး तू ကခံမှန်းလိုက်တာနော်ဥပမာမိချောင်းလို့ဆိုတဲ့ပုံပေါ့နော်ဒါပါတော့မိချောင်းဆိုတဲ့ပုံကြီးတစ်ပုံကိုပြထားတာ ਨੇ alligator လား crocodile လားမခံမှန်းဘူး तू သိတဲ့စကားလုံးကို तू ကပြောချလိုက်တာဟုတ်ပြီနော်ဒီလိုမျိုးရုပ်အရာခံမှန်းတာမျိုးတွေရှိတယ်နောက်ပြီးတော့ letters တွေကိုကြည့်ပြီးတော့ initial letters ကိုကြည့်ပြီးတော့ तू ခံမှန်းပလိုက်တာတွေရှိတယ်အဲ့တော့phonics သင်ထားတဲ့ကလေးတွေကြရင်တော့အဲ့လိုမဟုတ်တော့သူတို့ကဒီရုပ်တွေနဲ့အတန်တွေရဲ့ဆက်ဆက်မှုတွေကိုသိသွားတဲ့အတွက်ဒီရုပ်နဲ့ဒီရုပ်ကလေးတွေနဲ့အတန်ကြားဆက်ဆက်မှုကိုချိန်ဆပြီးတော့သူကစကားလုံးတွေကိုလည်းရနေပြီးသားဖြစ်နေတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီစကားလုံးမှတ်သားတာတွေဝေါ်ဟာရစုဆောင်တဲ့နေရာတွေဝေါ်ဟာရရယူတဲ့နေရာတွေမှာလည်း phonics ကအများကြီးအထောက်အကူဖြစ်ပါတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ပြောရရင်တော့ကျွန်တော်တို့အင်္ဂလိပ်စာကိုဒုတိယဘာသာစကားအနေနဲ့သင်တဲ့ကျွန်တော်တို့လိုမြန်မာပြည်ကသူတွေကတော့first step ပေါ့နော်အင်္ဂလိပ်စာလေ့လာဖို့ first step က phonics ဖြစ်တဲ့ねနော်အဲ့ဒီနေရာမှာကျွန်တော်သတိထားချက်အချက်နောက်တစ်ချက်ကလေးတစ်ခုပြောချင်ရှိတယ် phonics တက်နဲ့တော့မရဘူးဟုတ်ပြီနော်ကျွန်တော်တို့တစ်ခုဆိုရင်နားလည်အောင်ကြိုးစားရမယ်လို့လည်းပြောချင်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါကိုကျွန်တော်တို့က false reader trap လို့ခေါ်တယ်အဲ့တော့ false reader trap ဆိုတာဘာလဲဆိုရင်ခုနကအထက်ပြန်ရှင်းရရင်တော့ဒီနားမလဲပဲနဲ့ပါဇက်ကနေပဲရှောက်ဖတ်နေတာမျိုးပေါ့ဟုတ်ပြီနော်အဲ့ဒါမျိုးကိုလည်းကျွန်တော်တို့ရှောင်ကျဉ်တင်ပါတယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲအင်္ဂလိပ်စာသင်ကြားရေးအင်္ဂလိပ်စာလေ့လာရေးရဲ့အစကို phonics နဲ့စပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီလောက်ပါပဲ